ငါ့ကိုလာဆွေစမ်းမှာလူတွေကိုဘာကြောင့်လိုက်ဆွေနေတာလဲကျွန်တော်ပြောပြမယ်ချစ်တော်ညီကောင်မောင်နှမတွေကျွန်တော်ခရိယန်ဘာသာတွေကိုဝင်လာဖို့ရန်ကျွန်တော်ဘာသာလိုက်ဆွေနေတဲ့စကဲလုံးအပြုတ်မှုအကြံစီတစ်ခုမှမပါဘူးအဲ့တော့ကျွန်တော်ဝင်ငါတက်တည်ခံနေတဲ့အရာတွေအားလုံးဟာဘုရားသခင်အလိုတော်ရှိတဲ့အရာကျွန်တော်တို့လူတွေပေါ်မှာထားတဲ့သူ့ရဲ့မေတ္တာအကြောင်းကိုကျွန်တော်ကဝင်ငါတက်တည်ခံတာဖြစ်တယ်အဲကြောင့်ဘုရားရဲ့နှုတ်ထွက်စကားတမန်တရားကျမ်းစာထဲမှာဘာပြောလဲဆိုရင်လူအပေါင်းတို့သည်ကယ်တင်ခြင်းတို့ရောက်၍တမန်တရားကိုသိဖို့ရန်ယေရှုခရစ်တော်လိုတော်ရှိတာဖြစ်တယ်အဲကြောင့်လောကမှာအသက်ရှင်နေတဲ့မိတ်ဆွေဘယ်ဘာသာဖြစ်နေပါစေဘယ်လူမျိုးဖြစ်နေပါစေတင်ငရဲကိုမသွားရဖို့ရန်လွန်ခဲ့သောနှစ်ပေါင်း2000ကျော်မှာယေရှုခရစ်တော်ဘုရားဟာကောင်းကင်ရဲ့ဘုံစည်းစိမ်ဘုရားဖြစ်ခြင်းကိုစွန့်ပြီးမှလူသားတစ်ယောက်အနေနဲ့လောကမှာမွေးဖွားခြင်းကိုခံရတယ်။မွေးဖွားခြင်းကိုခံတယ်။ဒါကြောင့်နောက်တမလွန်အပြစ်ကြောင့်သိရင်ငရဲသွားရမယ်။လူသားအားလုံးအတွက်လောကကတိုင်းမှာအသေးခံအသွေးသွင်းပြီးမှဆက်ပြီးခဲ့တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့မိတ်ဆွေကိုယဉ်ချစ်လို့ချစ်တော်ညီကောင်မောင်တို့တွေကိုယေရှုခရစ်တော်ကသိချစ်တဲ့အတွက်တကိုးနဲ့လာခဲ့တာမို့သူ့ရဲ့အသွေးအသက်ကိုစွန့်ပြီးမှကျွန်တော်တို့ခဲ့တာဖြစ်တယ်။ရောယေရှုခရစ်တော်ဘုရားဟာတည်ခြင်းမှာပဲလမ်းဆုံးသွားတဲ့ဘုရားမဟုတ်ဘူး။တကြိုခြင်းကိုခံတဲ့၃ရက်မြောက်သောနေ့မှာတည်ခြင်းကနေရှင်ပြန်ထမြောက်ခဲ့တဲ့အသက်ရှင်သောတဆူတီးသောဘုရားဖြစ်တယ်။ဆိုတော့ချစ်တော်ညီကောင်မောင်နှမတွေဒီအကြောင်းအရာကိုပြောတဲ့အခါမှာဒီလောကနဲ့ဒီလောကအရာနဲ့မဆိုင်ဘူး။နောက်တမန်တော်ရေးနဲ့ဆိုင်တာဖြစ်တယ်။ယေရှုခရစ်တော်ဘုရားဟာချစ်တော်ညီကောင်မောင်နှမတွေကိုသိချစ်တဲ့အတွက်အသွေးအသက်ကိုစွန့်ပြီးမှအပြစ်ငရဲကနေပေါ့ရွေးဝယ်ခဲ့တာဖြစ်တယ်။တော့မသိခင်အချိန်မှာမိတ်ဆွေအနေနဲ့ဘယ်ဘာသာဖြစ်နေပါစေဘယ်လူမျိုးဖြစ်နေပါစေအသက်ရှင်စီအခါမှာအသက်ရှင်သောတဆူတည်သောယေရှုခရစ်တော်ဘုရားကိုမိမိရဲ့အရှင်သခင်အဖြစ်နဲ့လက်ခံယုံကြည်ထားတယ်ဆိုရင်နောက်တမလွန်မှာအပြည့်စီရင်ခြင်းဆိုရင်ငရဲကိုသွားစီရမလို့ပဲနဲ့ဒုက္ခချမ်းသာပုံဖြစ်တဲ့ပရိသုပုံကိုသွားရမှာဖြစ်ပါတယ်ဆိုတော့မသိခင်အချိန်မှာချစ်တော်ညီကောင်မောင်နှမတွေအနေနဲ့ဘယ်ဘာသာဖြစ်နေပါစေဘယ်လူမျိုးဖြစ်နေပါစေယေရှုခရစ်တော်ဘုရားကိုစိတ်နှလုံးထဲကနေယုံကြည်ပြီးနှုတ်ဖြစ်ဝန်ခံပြီးအသက်သခင်အပိုင်ရှင်အဖြစ်နဲ့ယုံကြည်လက်ခံထားတယ်ဆိုရင်ငရဲကိုသွားစီရမလို့တော့ပဲနဲ့ထာဝရဒုက္ခချမ်းသာပုံမှာယေရှုခရစ်တော်နဲ့အတူတူထာဝရအသက်ရှင်ရပြီးမှဆိုးဆန်ရမှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေအနေနဲ့ဒီသတင်းစကားကိုကြားရပြီးမှယေရှုခရစ်တော်ဘုရားကိုယခုအသက်ရှင်နေတဲ့အချိန်ကာလအတော်တွင်းလေးမှာမိမိရဲ့အရှင်သခင်အဖြစ်နဲ့လက်ခံယုံကြည်ကြပါလို့ကျွန်တော်အနေနဲ့ထပ်လောင်းပြီးမှသတင်းကောင်းလေးဝင်ခါရင်းနဲ့နှိုးဆော်ရခြင်းဖြစ်တယ်အရောက်တိုင်းပေါ်မှာယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းဆုကျေးဇူးတက်ရောက်ပါစေ